ပေါ့ဗျာချင်းဆိုပြီးဗီဒီယိုရိုက်တာပါတော့ရှာရှိပုံတော့ကျွန်တော်ဒီအခုကိုပွဲသိမ်းဖြစ်ဖြစ်တော့ပါဘူးကျွန်တော်ရဲ့တောင်းပန်ပါလေးပေါ့ဟောဟိုတခါမှဗီဒီယိုသိမ်းမတင်ချင်တာတောင်းပန်ပါလေတစ်ဖက်နဲ့ចောင်းသွားတာတစ်ဖက်နဲ့ပြီးတော့အရေးကြီးတဲ့တပ်ဖက်ကကြက်သွားတယ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တောင်းပန်ပါတယ်ဒီအခုကျွန်တော်ဗီဒီယိုတစ်ခုရိုက်တာကဘာအကြောင်းနဲ့ရိုက်တာလဲဆိုတော့ကျွန်တော်ဒီနေ့အခုနာမည်ကြီးနေတဲ့The way I'm to အခင်းဆော့ကြတော့ဒီနေ့ဒီနေ့ဆော့ကြသွားမှာမဟုတ်ဘူးတင်လို့ရကြည့်ကြပါအလုံးစုအထူးပဲတင်ရှိပါတယ်ကားကြောင်မပြီးသေးဘူးပေါ့ဒီမှာမန္တလေးရကြည့်နေတဲ့သူတွေပါရင်အတင်းထားပါမန္တလေးအတင်းထားပါစကိုင်းရကြည့်နေတဲ့သူတွေပါရင်စကိုင်းအတင်းထားပါဒီကြီးတော့ကြည့်နေတဲ့သူတွေပါရင်ကြီးတော့အတင်းထားပါအတင်းထားကြပါစကိုင်းအတင်းထားကြပါကျွန်တော်လည်းသူရှိနေတယ်နော်အတင်းပြထားကြပါဗီဒီယိုရောက်